ဒါကဖြစ်တတ်ပါတယ်35ကျတော့ stress တွေများလာပြီဆိုရင်35ဆိုတာ40ဆိုတာလူလက်ပိုင်းမှာတကယ်ပိအရွယ်ရောက်တဲ့ရွယ်ပေါ့နော်ဒီလိုရွယ်တွေကဘာဖြစ်လဲဆိုတော့တာဝန်ယူမှုတာဝန်ခံမှုနဲ့ဘဝမှာနေရတယ်အဲ့တော့ပင်ပန်းနေဆိုရင်ခုနပြောလို့ပေါ့ depression လို့ခေါ်တဲ့ဒါစိတ်သက်ကြလို့တာပေါ့နော် depression ဆိုရင်ကျွန်တော်ကဘာလုပ်ရမလဲခုနပြောလို့ပေါ့အဲ့လိုမျိုးဖြစ်လာတဲ့အချိန်မျိုးဆိုရင်ကိုက deep breathing လုပ်ရတယ်ပြင်းပြင်းရှူအောင်ပြင်းပြင်းထုတ်ဒီကတော့ကွာကျွန်တော်မြန်မာနိုင်ငံမှာဆိုတော့ meditation ပဲဒါတော့ပေါ်နေဗုဒ္ဓဘာသာဆိုရင်ဒါတရားစခန်းတွေဝင်လို့ရတယ် Christian ဆိုလည်းသူတို့ဆူတောင်းနေလုပ်လို့ရတယ်ဘာသာရေးကိုအဓိကလိုက်ရမှာပဲဘာသာရေးနဲ့လည်းတွားကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာအဲ့လိုမျိုး CBD လို့တခုတည်းဆရာဝန်တွေနေသေးတယ်ခုနောက်ပိုင်းတော့ရှိတယ်ပေါ့နော်နှစ်သိမ့်ဆွေးနွေးပေးတယ်သူကဟိုဟာမဟုတ်စိတ်ယောဂကုဆရာဝန်မဟုတ်စိတ်ကျန်းမာဆရာဝန်မဟုတ်ဘူးကွာဟို psychiatric မဟုတ်ဘူး psychology therapy လို့ခေါ်တယ်အဲ့ကောင်ကကြတော့ तू ကသူများနိုင်ငံမှာဆရာဝန်မတော့မဟုတ်ဘူးချို့ကဒါကိုစိတ်ဝင်စားပြီးတော့စိတ်ပညာပေါ့နော်စိတ်ပညာဒါကျွန်တော်ပြောလို့ပေါ့ conscious တို့ unconscious တို့အခါလေးဖြစ်တတ်တယ်မသိစိတ်ကနေဖြစ်တာတော့အဲ့ဒါတွေကို तू ကတီချာလေ့လာထားတဲ့သင်တန်းတွေရှိတယ် lab ဟိုပါပေါ့နော် certificate တွေရှိတယ် diploma တွေရှိတယ်ပေါ့နော်မြန်မာပြည်မှာတော့ကွာပွင့်လင်းပြရင်တော့အများစုတော့တရားနာလို့ရ YouTube ဖွင့်လိုက်ဘာလို့ဆရာတို့တရားတွေနာစိတ်ထဲကြားတဲ့အချိန်မှာဖြစ်တယ်ညာဖြစ်တယ်ဆရာတို့ကြီးပြောထားတာတွေရှိတယ်ပေါ့နော်ဘယ်လို restart လုပ်မယ်ကျွန်တော်လည်းအမြဲပြောပါတယ် orderly ကျွန်တော်လည်းပြင်ပန်းတာပဲလေဒါပေမဲ့စိတ်ထဲမကြောက်ဘာတော့မှစိတ်ထဲမကြောက်ကျွန်တော်ပြောလို့ပေါ့ threshold level ရှိတယ်လူဆိုတာ threshold level ရှိတယ်ကိုကဘယ်ချိန်ဘယ်လောက်ထိကိုဆုံးရှုံးခံနိုင်လဲပြောချင်တဲ့အိဗယ်ကွာမင်းခံနိုင်ရင်ပမာဏကိုကွာသူ့ရဲ့ threshold မြင့်ထားလိုက်ထားပါတော့ကွာကိုက3500လောက်ဆုံးရှုံးမှထားပါ350ပဲပြောမယ်350လောက်ဆုံးရှုံးမှခံနိုင်ဘူးဆိုရင်ကွာ300လည်းပဲမြင့်ထားလိုက်ဟမ်ဖြစ်ဘူးငါ300ထိခံနိုင်တယ်ဆိုပြီးတော့ငါဘွားမပြတ်ပါဘူးကွာလို့ကို motivation ပေးထားလိုက်ရင်တခုခုဆိုရင်ပြောချင်တာပျက်စီးဆုံးရှုံးတာလည်းမကြောက်ဘူးလေနော်ဟိုဒါဥစ္စာနဲ့ငွေကြေးနဲ့ပတ်သက်လို့ပြောတာပေါ့နော်ဟိုကျန်တဲ့ဟာတွေကတော့ကိုတမိုးထားတဲ့ဟာတွေတော့ဒါမတတ်နိုင်ဘူးလေဒါပေမဲ့ခုနပြောလို့ပေါ့ဘာမှလုပ်လို့မရအောင်ဖြစ်ပြီးလည်းပြီးသွားဖြစ်မယ်လည်းကြိုတွေးလို့မရအောင် be present မယ်လက်ရှိကာလမှာနေမယ်နော်နေလို့မရ orderly လုပ်လို့မရရင်တော့ဒါ depression ဆိုရင်တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ exercise လုပ်ရမယ်နေပူစာလုပ်ရမယ် vitamin D ပြည့်အောင်လုပ် D for D ပဲအဲ့တော့ depression သွားတွေက vitamin D စစ်ရတယ်ပေါ့နော်အဲ့တော့ D ကလည်းမနေ့နေ့လေ10နာရီနဲ့2နာရီ3နာရီကြာနေပဲရတာဆိုတော့နည်းနည်းခက်တယ်တော်မမကျွန်တော်မန္တလေးသားတွေကနေပူတာပြီးတော့ D နေတယ်အဲ့လိုနဲ့လဲဆိုတော့တိတ်မထွက်ဘူးလေနေထွက်လဲဟိုဘယ်လိုမှမလို့ကွာဟိုကားနဲ့ထွက်တယ်ဒီ sun cream နဲ့လိမ့်နေပါညာဆိုတော့ D ကမရအောင်အဲ့တော့ကျွန်တော်ဆေးလေးတစ်မျိုးရေးပေးလိုက်မယ်နော် TRD5 ဆိုတာရှိတယ်အဲ့ဆေးနာမည်လေးရေးပေးလိုက်မယ်အဲ့ဒါလေးကဒီလို depression သမားတွေတောက်လို့ရတယ်ဒါပေမဲ့ဆရာဝန်တော့တိုင်ပင်ပေါ့နော်သူကနည်းနည်းလေး side effect တော့နည်းပါတယ်နောက်ထွက်လာတဲ့ဆေးပေါ့နော်သူက depression လို့ခေါ်တယ်စိတ်နဲ့ကြာနေမှာသုံးလို့ရတယ်ဒါကျွန်တော်တို့ GP တွေလည်းသုံးတယ်ပေါ့နော်ဟို psychologist ဒီစိတ်ယောဂပညာဆရာဝန်တွေသုံးတဲ့ဆေးမဟုတ်သေးဘူးပေါ့နော်ကျွန်တော်